Grasshopper ဒီနေ့ကတော့အရန်မွေးပြီးတော့စားလို့ကောင်းတဲ့ဒီနွားနို့ပေါင်မုတ်ကို air fryer လေးနဲ့กินပြီးတော့စားမှာဖြစ်ပါတယ်ဒီလိုမျိုးလေးกินစားရင်ဒီပေါင်မုတ်အတွင်းသားလေးကနွားနို့အရသာအီလေးနဲ့အပေါ်ကွန်ချွတ်လေးနဲ့ရရှိမှာဖြစ်ပါတယ်ကျုပ်တစ်လုံးထည့်ပါမယ်နွားနို့ဒီ 100ml ထည့်ပါမယ်တကြားထမင်းစားစွန်းစားလက်ပတ်သားစွန်းတစ်စွန်းနဲ့ထည့်ပြီးအားလုံးသမသွားအောင်မှွေလိုက်ပါမယ်ပြီးရင်တော့ပေါင်မုတ်ထည့်စိမ်ပါမယ်တစ်ဖက်စိမ်တာဆင်ပြေပြီဆိုရင်နောက်တစ်ဖက်လှန်လိုက်ပါမယ်ဒီပေါင်မုတ်နို့စိမ်ထားတာလေးနို့ဝသွားပြီဆိုရင်တော့ air fryer ထဲထည့်ပေးလိုက်ပါမယ် Grasshopper ကတော့ဒီပေါင်မုတ်နှစ်ချက်အသုံးပြုထားပါတယ် air fryer မှာအပူချိန်185နဲ့10မိနစ်ခန့်ဒီกินပေးလိုက်ပါမယ်10မိနစ်ခန့်กินပြီးပြီဆိုရင်တော့တစ်ဖက်လှန်ပေးလိုက်ပါမယ်တစ်ဖက်လှန်ပြီးတော့နောက်ထပ်185ဒီဂရီနဲ့9မိနစ်ခန့်ထပ်กินလိုက်ပြီဆိုရင်တော့ဘောင်းနို့နဲ့မှုမွေးလေးနဲ့ပေါင်မုတ်မီးกินလေးရရှိလာပြီဖြစ်ပါတယ်ဒီပေါင်မုတ်လေးကအတွင်းသားလေးကနူးပြီးတော့အပြင်လေးနည်းနည်းလေးကျွတ်တုတ်လေးဖြစ်နေလို့အရန်ပဲစားလို့ကောင်းပါတယ် Grasshopper ရဲ့ blog လေးကိုကြည့်ရှုပြီးတော့ပေါင်မုတ်မီးกินလိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်